မင်္ဂလာပါကျွန်တော်အခုဒီနေ့ဘောလို့live ပေါ်လေးတခုကိုကျွန်တော်အားလုံးကိုကျွန်တော်ဖောက်ပြီးမှပြပါတယ်ပါလေးဖောက်ဆိုတဲ့ကျွန်တော်တို့အားလုံးဒီလိုကြည့်နေအားလုံးကlive ပေါ်တွေဖောက်နေတယ်ကျွန်တော်လည်းအားချက်ပြန်ပြီးဖောက်ဟုတ်ပါဒီဟာလေးကျွန်တော်ကိုဝင်ရပါတယ်ဘာလေးကောက်လဲဆိုတော့ရှိတယ်ဒါပေမဲ့ဒီထဲမှာပေါ့ဒီအားလုံးထဲမှာကျွန်တော်ချက်ရမှတ်တယ်လို့အဲ့ဒီလေးကိုပေါက်ကြတော့ပေါက်ပေါ့တော့ခံရတာပဲကျွန်တော်တဲလို့ရုပ်ပါတယ်အပေါ်ဆုံးပေါ်ဆုံးရုပ်လေးနဲ့ဒီရုပ်လေးကိုကျွန်တော်ဒီရုပ်လေးပေါ့ဟွာလေးရဒီရုပ်လေးဒီရိုးကောင်းလေးနဲ့ပုံလေးအဲ့နှစ်ခုကတော့ကျွန်တော်လေးချက်ဒီမှာလည်းကျွန်တော်တွေ့ရတာကြောင့်အဲ့ဒါကျွန်တော်ဒါလေးကိုရှင်းနေတာဝယ်ပြီးတော့အခုဖောက်ကြည့်တယ်ဆက်ကြည့်ဒါပါကျွန်တော်အပေါ်ဆုံးအကျိုးဖြစ်တာကျွန်တော်ရေးရတဲ့ရုပ်မဆုံးတာလေလာရလားအဲ့တော့ကျွန်တော်ဒီမှာကြည့်နေတဲ့ဟာလေးဆိုင်နေဟိုလေးရဟာကြီးတော့ပုံစံကြီးစောင်းလေးကန်ပြီလေစောင်းလေးတော့ဒီကောင်လေးကခရစ်စမတ်အဲ့လိုပြောအရုပ်ကိုမျိုးလေးဒီရုပ်တွေကပုံတော့ဒီလိုဖြစ်တယ်ကဲဒီမှာကဲဦးဒါလေးပေါ့ပါဆိုတော့နောက်တစ်ခေါက်ကြာရင်ပါလေးဝယ်ပြီးတော့ဘယ်လိုလေးပေါ့လဲဆိုတော့လည်းအားလုံးဒီချက်တော့